အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေမင်္ဂလာရှိသောနှစ်သက်လေးမှာချစ်တို့အားလုံးတို့အင်ဆန္ဒတွေပြေဝကြပါစေမနေ့တည်းကလာပြီးတော့ဗီဒီယိုဖိုင်လေးနဲ့ပြောမလို့ဖျားသွားနေလို့မအားတာနဲ့မပြောပြတာပါအခုမှလာပြောရတယ်ချစ်တို့နှစ်သက်မှာလိုအင်ဆန္ဒတွေပြေဝကြပါစေလူမှုရေးကျန်းမာရေးစီးပွားရေးအဆဆရရအကုန်လုံးအဆင်ပြေကြပါစေနော်ဒါလေးကတော့နှစ်သက်အလှလေးပေါ့ချစ်တို့အားလုံးရဲ့ပတ်စံနေပါတယ်9ရက်သားသမီးပတ်စံနေနဲ့လှုပ်ထားတဲ့အလှပါအဲ့တော့ဒီအလှမှာအားလုံးကုသိုလ်ခေါ်နိုင်ကြပါစေလို့ညုံမီယာမျှဝေလိုက်တာပါရွှေကြည်ထိုးပုံထိုးနည်းကိုစင်ငယ်ဗီဒီယိုဖိုင်လေးနဲ့ပြထားတယ်ပေါ့နော်ရွှေကြည်လှော်တဲ့ခါကျရင်ထောပတ်ထည့်ရတယ်ထောပတ်ထည့်ပြီးလှော်လို့ရှိရင်ပို့ပြီးတော့စားကောင်းတယ်ရွှေကြည်ကိုတိုင်းတဲ့ခါကျလို့ရှိရင်တော့အုံတို့ထည့်ပြီးရွှေကြည်ထည့်ရင်လက်ခလက်အလဲစစ်ကိုတိုင်းရပါတယ်ရှင်ဒါကတော့မြေပဲဆန်နဲ့တီဟိုစီပေါ့ညိုမီကအဲ့ဒီမြေပဲဆန်တီဟိုစီတွေကိုအစိလိုက်မထည့်ဘာဖြစ်လို့မထည့်လဲဆိုတော့တုံးတဲ့ခါကျလို့ရှိရင်ရွှေကြည်တွေကပဲ့ကြတယ်ပြီးတော့အဲ့ဘန်းထဲမှာအစိတွေနဲ့ကြည့်ရတာအဆင်မပြေလို့ညိုမီကမော်တာနဲ့ကြိတ်ပလိုက်တယ်အဲ့ရွှေကြည်ထဲမှာတော့နိုးစီနိုးစိမ်းတကြားအချိုကတော့ကိုကြိုက်တဲ့ပုံမှာမူတည်ပြီးထဲပေါ့ညိုမီကတော့အချိုနည်းနည်းပိုကြိုက်လို့နိုးစီကိုပိုထည့်ထားတယ်နိုးစီနဲ့တကြားပေါ့အဲ့ဒါရေတိုင်းပြီးမှအဲ့ဒီပစ္စည်းတွေထည့်ပါနော်ထောပတ်ကိုနောက်ဆုံးမှထည့်ထောပတ်ကိုအရင်တော့ထည့်လိုက်လို့ရှင်ရေလုံးဝတိုင်းလို့မရဘူးရွှေကြီးကလိတ်သွားတဲ့ပုံမှာရေမှန်းလို့မရဘူးဖြစ်သွားပါလိမ့်မယ်နောက်ဆုံးမှထောပတ်ထည့်ပြီးဆိုတော့ねမီးဖိုပေါ်တင်ပြီးတော့မှွေတော့ရွှေကြီးက2 နာရီခန့်လောက်မှွေရတယ်ရွှေကြီးကထိုးနိုင်လေစားလို့ကောင်းလေပဲအဲ့ဒါ2 နာရီခန့်လောက်ထိုးရတာရွှေကြီးက2 ပန်းတပန်းတော့ဖုံဖုံကြီးတွေကိုရက်ကွက်မှာပထန်းရှိတော့ပထန်းမှာဖုံဖုံကြီးတွေအတွက်အာယုံစွန်းအချိုပွဲအတွက်တပန်းသွားလှူပါတယ်တပန်းတော့ညိုမီတို့အိမ်သားမှာအလှူလုပ်ပါတယ်ညိုမီဒါကချစ်တို့အားလုံးရဲ့အလှူပါနော်ချစ်တို့အားလုံးရဲ့ပတ်စံနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ချစ်တို့အားလုံးလည်းကုသိုလ်တွေရစေခြင်းလို့မျှဝေလိုက်တာပါနှစ်သက်မှာလိုအင်ဆန္ဒတွေပြေဝကြပါစေညိုမီကိုအားပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းအယံကျေးဇူးတင်ပါတယ်ရှင်